ဒီနေ့ကတော့နာတာရှည်ကြောက်ကက်ပစ္စည်းတိုင်းရဲ့အကြောင်းရင်းလေးနဲ့နာတာရှည်ကြောက်ကက်မပြတ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ဒီကနေ့လေးကိုပြပေးမှာဖြစ်ပါတယ်။ဒေါက်တာရှန်နေရပါအခုပြီးတော့ကာကွယ်ဆေးအောင်ပေးတရားပါ။အဲ့တော့နာတာရှည်ကြောက်ကက်ပစ္စည်းတိုင်းဒီကအကြောင်းရင်းကတော့သွေးတိုးယောဂနဲ့စီးကျိုယောဂပေါ့နော်။သွေးတိုးယောဂနဲ့စီးကျိုယောဂကိုတိကျ control မလုပ်ဘူးဆိုရင်တော့နာတာရှည်ကြောက်ကက်ပစ္စည်းတိုင်းရဲ့အရှိန်တွေကိုရောက်နိုင်တာဖြစ်ပါတယ်။အဲ့တော့ဘယ်လိုကာကွယ်လို့ရလဲနာတာရှည်ကြောက်ကက်မပြတ်အောင်ဆိုရင်ဒီသွေးတိုးနဲ့စီးကျိုကိုတိကျ control လုပ်ရမှာဖြစ်တယ်ပေါ့နော်။အဲ့တော့သွေးတိုးနဲ့စီးကျိုကကြတော့တေချာလေး control ရဖို့အတွက်ဆေးတစ်မျိုးနဲ့သွားလို့မရဘူး lifestyle factor ရှိတဲ့တွေနဲ့သွားဖြစ်တယ်။အဲ့တော့ lifestyle factor မှာဆိုရင်တော့ပထမအချက်ကတော့အစားအသောက်ပေါ့နော်။အစားအသောက်ကိုအဓိကတေချာလေး control လုပ်ဖို့လိုတယ်။အဲ့တော့အဓိကတော့အမြန် short စားမယ်အစီအစိမ်းလေး short စားမယ်အရှုံး short စားပြရမှာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ပုံမှန်လမ်းလျှောက်တဲ့လေ့ကျင့်ခန်းပေါ့နော်။တနည်းကိုနိုင်ဘက်အနည်းဆုံးတစ်ပတ်ကို3ရက်လမ်းလျှောက်တဲ့လေ့ကျင့်ခန်းကိုလုပ်ပေးခြင်းအားဖြင့်လေတွေ့ထဲမှာရှိတဲ့အဆီဓာတ်တွေကိုကျစီပြီးတော့မှသွေးတိုးစီးကျိုကို control လုပ်နိုင်မှာပဲဖြစ်ပါတယ်။တစ်ချက်ကတော့ဒီ regular medical check-up ပေါ့နော်။သွေးတိုးစီးကျိုသမားတွေအားဆိုရင်တော့6လတစ်ခါ medical check-up လုပ်ဖို့လိုတယ်ပေါ့နော်။ဒီကြောက်ကက်ဓာတ်တွေကိုပုံမှန်စစ်ကြည့်နေဖို့လိုပါတယ်။နောက်ပြီးတော့အိမ်မှာပုံမှန်စီးကျိုထောက်ရမယ်။ပုံမှန်သွေးပေါင်ချိန်တွေကိုလည်းလိုအပ်တာပဲဖြစ်ပါတယ်။lifestyle factor ပြီးသွားဒီ medication မှာတော့စိတ်နဲ့ပတ်သက်ပြီးဆိုလို့ရှိရင်တော့ဒီသွေးတိုးစီးကျိုသမားတွေဟာဆိုလို့ရှိရင်ဆေးကိုပုံမှန်နေ့စဉ်စတောက်အောင်မှာပဲဖြစ်တဲ့ဒီသွေးပေါင်ချိန်တက်မှာစီးကျိုတက်မှာတောက်အောင်မှာမဟုတ်ပါဘူးเนาะအဲ့တော့ပုံမှန်ဆေးကိုနေ့စဉ်စတောက်အောင်မှာပဲဖြစ်ပါတယ်။